ကဲမင်္ဂလာပါဒါဒီကတော့ကျမအကြိုက်ဆုံးအစအပြည့်နဲ့ငါးခင်လေးနဲ့ထမင်းလေးရဖြင့်အငွေ1000ထောင်းထားနေပါတယ်ခုကျက်နေတဲ့ငါးခင်ကိုကြက်ကင်လေးရယ်ငါးခင်လေးရယ်ခုမှကြော်ထားတဲ့ဘူးရွက်ကြော်လေးရယ်နဲ့ကျမဘာတိဆွဲပါမယ်မနက်စာကွာကိုกินนะโปပြီးတော့တန်ပါလေစားလေးရယ်နောက်ပြီးတော့ကြိုက်ဆုံးဆလက်ရလေးရယ်ပေါ့နော်ဆလက်ရလေးရယ်အကင်လေးရယ်မင်းဘူးပူလေးရယ်ထပ်ပြီးတော့very good ไปก่อนยังกองหลบก่อนเอากระเป๋า